အားလုံးပဲမင်္ဂလာပါဒီခေါက်ကျွန်တော် dash writing ရဲ့ဒီခေါက် disable view လေးကတော့ aggregate function ကြောင့်ပေါ့နော် aggregate function ကဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်တို့ဒီ sum လို့ normal excel မှာ sum လုပ်တဲ့အခါမှာdata range မှာ error value တွေပါလာတဲ့အခါကျရင် sum လို့မရဘူးအဲ့ချိန်မှာကျွန်တော် aggregate function လေးကိုတောင်းပြီးတော့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့နောက်အခုရှေ့ဆက်ပြီးတော့ကျွန်တော် detail ပေါ့နော်ဘယ်လိုတောင်းလို့ရလဲဆိုတော့hand on explain ကိုတစ်ချက်သွားကြည့်အောင်โอเคဒီခေါက်မှာတော့ဒီမှာပေါ့နော်ပေးထားတဲ့ဒီ table လေးမှာ amount ကိုပေါင်းခြင်းတယ်ပေါ့နော်ပေါင်းခြင်းတဲ့အခါမျိုးကျရင် sum ကိုသုံးမယ်ဆိုရင်ဒီမှာ any ဒီပါနေတာဖြစ်တဲ့ return any ပဲပြန်နေမှာဥပမာဆိုကြပါတော့ equal to sum in here so return any because ဘာဖြစ်လို့လဲဆိုတော့ဒီ range တွင်မှာ error တက်နေလို့ error ပါတဲ့ကောင်မျိုးရှိတာအဲ့ error ကို ignore လုပ်ပြီးပေါင်းခြင်းတယ်ဆိုရင်တော့သူက aggregate ဆိုတာကိုတောင်းလို့ရတယ် aggregate ကိုရိုင်းလိုက်တာနဲ့ဒီမှာသုံးလို့ရတဲ့ကောင်နေ average တွေအများကြီးလို့ရတယ်အဲ့ထဲမှာသူက sum ကိုလို့ကျွန်တော်9 ignore error လောက်မှာဖြစ်တဲ့အတွက်ကြောင့်6 ပြီး data range ကို reference ကိုရေးပေးလိုက် enter here we go so aggregate ကိုသုံးပြီးတော့ sum ကမလောက်နိုင်တဲ့ error ပိုင်းမပေါင်းနိုင်တဲ့ကောင်ကို aggregate ကိုသုံးပြီးတော့ဖြည့်ရှင်းလို့ရတယ် okay အခု session လေးကတော့ကျွန်တော်တို့ဒီ view လေးရဲ့ recap session လေးပေါ့နော်ဒီ view အဓိကတော့ဒီ aggregate function ဒီ purpose ပေါ့နော်purpose ရဲ့ပြီး syntax လေးကိုကျွန်တော်တို့ဒါ excel ချက်ကနေ reference ယူထားတာပေါ့နော် aggregate function ကဘယ်လိုလုပ်လဲပေါ့အဓိကသူ့ရဲ့ဒီ option တွေကအဓိကသွားပြီးတော့လောက်တော့0 to 7ရှိရပေါ့နော် function specific ဆိုတာလည်းဒါဒီ option ရဲ့ဟိုစာပြပါပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် aggregate function ရဲ့ purpose ကဘယ်လိုမျိုးရှိရလဲဆိုတော့ video မှာလေ့လာခဲ့တယ်ပြီးတော့ကျွန်တော်ဒီကတော့ explanation တွေလည်းကြည့်ခဲ့တယ်ဘယ်လိုဒီ sum function မှာဆိုရင် error ပါနေရဆိုရင်ဆက်ပေါင်းမပေါင်းတဲ့ဟာ aggregate function နဲ့ဘယ်လို overpass လောက်သွားလဲပေါ့နော် okay ဒီလိုမျိုးအကျိုးရှိတဲ့ tutorial လေးကိုဒီ test write ကျွန်တော် test writing ကနေပြီးတော့စူးစမ်းပြီးတင်ဆက်ပေးနေတယ်အဲ့တော့တိုင်းနေတဲ့ဆိုရင် like and subscribe လေးလောက်သွားပြီsimple ပဲဆိုရင်တော့ချားလို့ဒီလိုလဲ sharing လောက်သွားပေးတာပါ okay ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြတာပါ